Okay ပါဒီနေ့ကတရားသခင်ပြင်ဆင်ပေးတဲ့ဖေဖော်ဝါရီလ18ရက်နေ့ကနေစတင်ပြီဆိုရင်တော့စုစုပေါင်းဆိုရင်တော့44ရက်တာကာလရောက်ရှိပြီဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ Holy Week လို့ကျွန်တော်တို့ဆိုလိုက်ရင်တော့ကျွန်တော်တို့အတွက်ကတော့အားလုံး9ရက်ပေါ့နော်9ရက်တည်းမှာရောက်နေပေါ့နော်တနင်္ဂနွေနေ့ပါဝင်ဆိုတော့အဲ့တော့ကျွန်တော်တို့ဒီမှာဒီ Holy Week ထဲမှာတော့စဉ်းစားဆင်ခြင်တဲ့အခါမှာသခင်ယေရှုခရစ်ရဲ့ဒီတရှိမှဥယျာဉ်ထဲမှာသူ့ရဲ့ဆုတောင်းခြင်းအကြောင်းလေးပဲဖြစ်ပါတယ်။ဒါတော့ရှင်လုကာခရစ်ဝင်ခန်းကြီး22ငယ်39ကနေ46ထဲမှာဖော်ပြထားတာဖြစ်ပါတယ်။ဒီကချက်ကတော့စုံစမ်းနှောက်ယှက်ခြင်းနဲ့ကွင်းလွန်ရန်ဆုတောင်းပါဆိုဒီကချက်လေးပုံမှာကျွန်တော်တို့စဉ်းစားဖို့ဖြစ်ပါတယ်။တကယ်တမ်းသခင်ယေရှုဒီယေရုရှလင်မြို့ထဲကိုမြဲလေးစီးပြီးတော့ဝင်လာတဲ့အခါကသူကယေရုရှလင်မြို့ကြည့်ပြီးတော့မျက်ရည်ကျပါတယ်ယေရုရှလင်မြို့မှာနေထိုင်ကြတဲ့သူများတို့အတွက်အဲဆိုကိုရောကတည်တယ်လေအနေထားတွေကိုတည်တယ်ပေါ့နော်ဒီယေရုရှလင်မြို့မှာသူကသူ့ရဲ့အသက်တာကိုစတိရတော့မှာပေါ့နော်လူစားတိအဖြစ်ဆိုရင်လူရဲ့အသက်တာကိုစတိရတော့မှာဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့လူသားတွေအတွက်သူရဲ့ရတဲ့အချိန်လေးကအများကြီးမဟုတ်တော့ဘူးအဲ့တော့သူယေရုရှလင်မြို့ထဲမှာဝင်ပြီးတော့တဲနောက်တရက်တုံ့တင်မှုတွေစုံမမှုတွေလမ်းပြမှုတွေကိုဆောင်ရွက်ပါတယ်အဲ့တော့သူရဲ့ဆုတောင်းခြင်းပေါ့နော်ပြင်ပဆုတောင်းခြင်းအောက်တိုးလို့လည်းပြောရမှာပေါ့အဲ့ဒီဒေသရှင်မဥယျာဉ်ထဲမှာတွားရောက်ပြီးတော့ဆုတောင်းခဲ့တာဖြစ်ပါတယ်ဆုတောင်းတဲ့အခါမှာကျွန်တော်တို့ကတကယ်အရေးကြီးတဲ့အချိန်ပေါ့နော်ပထမပိုင်းစဉ်းစားအရေးကြီးတဲ့အချိန်ဆုတောင်းရင်ကျွန်တော်တို့ကဆုတောင်းတဲ့နေရာရွေးမှာပေါ့နော်တာမန်အားဖြင့်ဆိုတော့လမ်းသွားရင်လည်းဆုတောင်းမှာပေါ့ကိုယ့်ရဲ့အိမ်ထဲမှာထိုင်နေနေလည်းဆုတောင်းမှာပေါ့ဒါပေမဲ့မူရရည်တွေရောက်တဲ့အချိန်မျိုးမှာဆိုကျွန်တော်တို့ကဆုတောင်းတဲ့နေရာကိုကျွန်တော်တို့မသိစိတ်ကကျွန်တော်တို့ရွေးမှာပဲနော်ကျွန်တော်ဆိုရှင်တော့တကယ်အရေးကြီးလာပြီဆိုရင်ပြားကြောင်းတဲ့ဝင်ပလင်ရှိမှာဒုထောက်ပြီးတော့ဆုတောင်းနေတခါလိကြားလို့ရှိရင်လဲညမောင်မီလူကြီးတိတ်ပြီးဆိုတော့မှပြားကြောင်းတဲ့ဝင်မီးတော့မဖွင့်ဘူးပေါ့နော်မီးမောင်းနေခုံတန်းဒီပေါ်မှာပဲအေးစီထိုင်ပြီးတော့ပဲဆုတောင်းတာပေါ့နော်အဲ့တော့ဆုတောင်းခြင်းကတော့ဘုရားနဲ့တကယ်အလွယ်ကူဆုံးဆက်သွယ်ရတဲ့အနေထားလေးဖြစ်တာကိုအဲ့ဒါကြောင့်ဆုတောင်းခြင်းကဒါကျွန်တော်တို့အတွက်ကတော့အမှန်တမ်းဘုရားနဲ့နိကပ်ပူရန်အတွက်ကောင်းတဲ့လေ့ကျင့်လေးလည်းဖြစ်တယ်။တော့ဒီမှာစုံစမ်းနှောက်ယှက်ခြင်းပေါ့နော်စုံစမ်းနှောက်ယှက်ခြင်းဆိုတော့စုံစမ်းခြင်းတွေကဘယ်နှမျိုးရှိလဲဆိုရင်တော့မြင်သမျှဟာစုံစမ်းခြင်းလို့ပဲပြောအောင်နော်။ကျွန်တော်တို့အတွက်ရှိသမျှဟာတွေကအာသာချက်အာနဲ့ချက်တွေမျိုးဖြစ်နေတယ်တချို့တော့ကျွန်တော်တို့သုံးဆွဲနေတဲ့လောကရဲ့အရာဝတ္ထုပစ္စည်းမှန်သမျှတို့ကကျွန်တော်တို့အတွက်အကျိုးပြုတယ်ဒါပေမဲ့ကျွန်တော်တို့ကိုအကျိုးမဲ့စေတဲ့အရာတွေလည်းအများကြီးရှိပါတယ်အဲ့တော့ဒါတွေကကျွန်တော်တို့ကကိုကဘယ်လိုမျိုးကင်တွေ့တဲ့သုံးပြုတယ်လှုပ်ဆောင်ရမယ်ဆိုတာဒီဆူတောင်းခြင်းနဲ့ပဲပေါ့နော်တော့ဒီစီဝေးလေးမတိုင်ခင်အဝိပြုလေးမတိုင်ခင်တော့ပြင်ဘက်မှာရေလောင်းတာပေါ့နော်ဒါတော့နေရာဒီဆိုတော့ကိုစိုက်ထားတဲ့အပင်လေးတွေကိုရေလောင်းတာပေါ့ရေလောင်းတော့တမမှာပဲရေလောင်းတဲ့ကိစ္စထူးထူးခြားခြားမဟုတ်ဘူးလို့ထင်ကြဖြစ်တော်လည်းပဲဘုရားသခင်ကကျွန်တော်ကိုလက်ခနဲ့လေးတွန်တင်လိုက်တဲ့အရာလေးပေါ့ရေလောင်းတဲ့တချို့အပင်တွေကနည်းနည်းမှောင်နေပြီဆိုတော့ဘုရားကျောင်းရဲ့ဒီခေါမိုးဝါစီးတဲ့ရေဆင်းတဲ့ဒီသွားတဲ့လမ်းကြောင်းလေးကသူကအနှိမ့်မြင့်ပုံစံမျိုးဖြစ်တယ်။မောင်လဲမောင်နေတော့မထင်မဲနဲ့အဲ့နားလေးကိုရောက်သွားတော့ခြေတော့ကအပြင်ဘက်ကိုခောက်ပြီးတော့ရိုင်သွားတော့ပေါ့။ဒါပေမဲ့အရန်အဆိုးကြီးမဟုတ်ဘူးပေါ့။ဟောတကယ်လို့များအဲ့ဒါဟာအဆိုးကြီးဖြစ်သွားမယ်ဆိုရင်တော့ခြေစေးလွဲသွားမယ်ဒါမှမဟုတ်ရှင်ခြေတော့ကျိုးသွားနိုင်တယ်ပေါ့။ဆိုးကျိုးတွေပေါ့အများကြီးပေါ့နော်။အဲ့တော့ကျွန်တော်စဉ်းစားလိုက်တဲ့ခါကျတော့ဒါဘုရားကကျွန်တော်တို့နဲ့ရှိလို့ပဲပေါ့နော်။အဲကြောင့်အရာရာတိုင်းမှာဆုတောင်းခြင်းနဲ့ပဲ
သခင်ယေရှုကလည်းသူ့ရဲ့စုံစမ်းခြင်းတွေကြုံလာရတဲ့အခါမှာအဲဒီစုံစမ်းနှောက်ယှက်ခြင်းတွေကိုမရောက်သွားစေဖို့ပြန်ပြီးတော့ကုမနိုင်တာကဆုတောင်းခြင်းပဲဒီတော့ကြောင့်ဆုတောင်းခြင်းဟာကျွန်တော်တို့တွေကအကျင့်တစ်ခုကဲ့သို့ပဲလှုပ်ဆောင်နေရအောင်တက္ကနဲဆိုဆုတောင်းရမှာပေါ့နော်ပြက္ခနဲဆိုဆုတောင်းရမှာပေါ့နော်ပြက္ခနဲဆိုဆုမတောင်းမဲနဲ့တခုဖြစ်တာနဲ့ဘာလုပ်ရမလဲငါဘယ်သူ့အကူအညီတောင်းရမလဲဘယ်လိုအဆင်ပြေနိုင်မလဲပေါ့နော်ကျွန်တော်တို့ဆုတောင်းခြင်းကိုကျွန်တော်တို့ကဒုတိယလောက်ထားရဆိုရင်တော့ကျွန်တော်တို့အတွက်ကခြေနေရသိပြီးတော့ကောင်းမှာတော့မဟုတ်ဘူးတောင်းသခင်ယေရှုကလည်းသူဆုတောင်းတယ်ပေါ့နော်အဲ့တော့ဒီထဲမှာသခင်ယေရှုရဲ့ဆုတောင်းခြင်းကဒုတိယစဉ်းစားတော့ဘုရားကိုရောရဲ့အလိုပေါ့နော်ဘုရားရှင်ရဲ့အလိုကိုဦးစားပေးတယ်ပေါ့နော်ကျွန်တော်ရဲ့အလိုတိုင်းမဖြစ်ပါစေနဲ့ကိုရောရဲ့အလိုတိုင်းဖြစ်ပါစေမှန်ပါတယ်ကျွန်တော်တို့ကကိုယ့်ရဲ့အလိုဆန္ဒကိုပဲကျွန်တော်တို့တွေကဦးစားပေးပြီးတော့မှတောင်းတကြပြောတတ်ကြတာပေါ့နော်ဒါကြောင့်ကျွန်တော်စာလေးဖတ်တဲ့အခါမှာအဲ့မှာဆရာကြီးတယောက်ကစေယုံတဲ့ခါကျတော့သူဘေးနာလူတွေအတွက်သူ့တောင်းတယ်သူလည်းဝေဒနာခံစားရတာပဲဒါပေမဲ့သူကသူ့အတွက်သူမတောင်းသူများအတွက်ကြည့်ပဲတောင်းပြီးတယ်အဲ့တော့သူတောင်းပြီးတဲ့လူတွေတဲကတချို့ကတော့ဆုံးသွားသူကတော့ပြန်ပြီးတော့ကြမ်းမာလာတယ်အဲ့တော့သူတောင်းတယ်ဆိုတဲ့အခါမှာကိုကတော့ကို့အလိုဆန္ဒဆိုကိုပဲကောင်းစေချင်တာပေါ့ကိုကမကြမ်းမာလို့စေုံတက်နေဒါပေမဲ့ကိုဝိနာလူရဲ့အနေထားတွေကြည့်လိုက်တဲ့ခါကျတော့ကို့အနေထားတဲ့သူများအနေထားပူဆိုးနေတော့မရဘူးကိုငါအတွက်တဲ့သူများအတွက်ဦးစားပေးဒါကြောင့်ကိုရောရဲ့အလိုရှိတာဘယ်လိုလဲဆိုတာကိုနာခံပြီးတော့ဆူတောင်းဖို့ရတဲ့ဖြစ်တယ်ဆိုတာကိုနားလေသဘောပေါက်ရတယ်ပေါ့နော်ဘုရားသခင်ကလည်းကျွန်တော်တို့ရဲ့ဘာလို့လဲဆိုတာကိုသိတဲ့ရှင်ဖြစ်တယ်ဒါကြောင့်ကိုရောရှိမှာဆူတောင်းပြီဆိုတဲ့ကစကားကဆက်မပြောဘူးနှုတ်ကဆက်မမွတ်တာနဲ့ဘုရားသခင်ကသိပြီးတော့ကျွန်တော်တို့အတွက်ဖြည့်ဆည်းပေးတယ်ဆိုတာလေးကိုနားလည်ရပါတယ်ပေါ့နော်ကျွန်တော်ဘွားမှာလည်းဒီဆူတောင်းခြင်းနဲ့ပဲကျွန်တော်အောင်မြင်ခဲ့တဲ့ຢာတွေကတော့အများကြီးရှိတာပေါ့နော်ဒီထဲမှာကျွန်တော်အကြောင်းအရာလေးတစ်ခုထိုးချုံပြီးပြောချင်တာလူတစ်ယောက်ကသူမိမချိုချိုလေးလူချင်းနေသပင်ရှိရမယ်အတန်လည်းကောင်းရမယ်နော်ခတ်သွေလေးပေါ့ပုံစံလေးရတော့အသားဖြူရမယ်ဒါပေမဲ့သူရတဲ့မိမအသားမဲတယ်ဒါပေမဲ့သူကစနေကောင်းတီးတတ်တယ်သူ့အတွက်ဖြောပြတတ်တယ်ပေါ့နော်သူနောက်တစ်ခါသူကလေးကယောက်ျားတွေပဲ၃ယောက်လူချင်းနေသူယောက်ျားတာကြီးတာလက်တာငယ်သူတို့ဘလို့စီစဉ်မျိုးတွေနေပေါ့နော်အင်ဂျင်နီယာတွေရှေ့နေတွေပေါ့နော်ဝင်ကြီးအဆင့်တွေပါတယ်ပေါ့ဒါမျိုးတွေသူဖြစ်စေခြင်းအဲ့တော့မိန်းကလေး၃ယောက်ရတယ်သူပြောထင်တာတွေနဲ့တခြားစီဖြစ်မိန်းကလေးတယောက်တည်းကတယောက်ဆိုရင်သူကမတန်ဆွမ်းလီအောင်ပါလာလိုက်သေးတယ်ပေါ့နော်အဲ့တော့နောက်တော့သူဖျားအောင်မေးတာပေါ့နော်သူကိုယ်တိုင်လည်းကဘာကိုလှည့်ကျင်တာကဘာလှည့်ဖို့နေတာသူလည်းကားအက်ဆီဒန့်ဖြစ်ပြီးတော့ဝီချဲနဲ့တောင်သွားနေတယ်တော့ဖျားအောင်မေးတယ်သူတောင်းတာတွေဖျားတော့သူ့ကိုကြားပြီးတော့ပေးမယ်လို့ပြောပြီးတော့ဘာလို့မပေးတာလဲဆိုတော့ဘုရားသခင်ကမဟုတ်ဘူးလေတဲ့နင်မတူပြောတာတွေလည်းမှန်တယ်ဒါပေမဲ့ငါလည်းမျိုးပေးတဲ့ဟာတွေကမင်းအနေနဲ့ဒီဟာတွေကိုသဘောကျမယ်ထင်ပေးလိုက်တာအဲ့တော့သူပြန်စဉ်းစားတဲ့ခါကျတော့သူတောင်းတာနဲ့ဖျားပေးတာနဲ့တခြားစီဖြစ်ပေမဲ့သူတေချာစီစဉ်ကစဉ်းစားတော့ပို့ပြီးတော့မှကောင်းနေတယ်အဲ့တော့ဒါကျွန်တော်ရဲ့ဘဝတက်တာမှလည်းအဲ့လိုနီးနဲ့ကျွန်တော်ဒုက္ခသွင်းနေရနေပြီးတော့ပေါ့နော်ကိုယ်မှာကြုံလာရတဲ့ဖျားပေးတတ်တာပါလားဆိုသိပြီးတော့ကြုံဖြတ်နိုင်ဒါကြောင့်ကိုရောရဲ့အလိုကိုကျွန်တော်တို့ဖြစ်ရမှာပေါ့နော်ကိုယ့်ရဲ့အလိုထက်ကိုရောရဲ့အလိုထဲမှာအနံ့ရမယ်ဆိုတော့ဒုတိယဒီချမ်းကျက်ဖြစ်စဉ်ကျင်ရတတိယတစ်ချက်ကတော့ကျွန်တော်တို့လူမှာအသစ်လောင်ခြင်းဆိုတာရှိတာပေါ့နော်ကိုယ့်ကိုတခါလေကိုယ့်ကိုအားပေးရတာပေါ့နော်ကိုရောလည်းသူဆူတောင်းတဲ့ခါမှာသူကသူ့ရဲ့ချွေးရတဲ့သွေးဆက်ပုံစံမျိုးတောင်ဖြစ်ပြီးတော့မှအောက်ကိုကျတယ်ပေါ့နော်အဲ့တော့ဒါဘယ်လောက်တောင်စူးစမ်းပြီးတော့ဆူတောင်းလဲဒါသူ့အတွက်ဒီလိုသွေးထွက်တယ်ဆိုတဲ့ဟာကလည်းစဉ်းစားကြည့်ရင်အားနည်းခြင်းတွေရှိမှာပေါ့နော်ဒါပေမဲ့သူဘယ်လောက်အားနည်းနေဘုရားသခင်ထံဘက်ကနေပြီးတော့သူခွန်အားကိုရယူပြီးတော့ပထနာပြုတာဖြစ်ပါတယ်သူနဲ့ပါလာတဲ့
ပေတူတို့ယာကိုတို့ယောဟန်တို့ကတော့သူတို့ကတော့အိပ်ပျော်နေကြတယ်ပေါ့ဝမ်းနဲ့စိတ်နဲ့အိပ်ပျော်တယ်လို့တော့ကျမ်းစာထဲမှာပါတော့နော်ဒါပေမဲ့တချို့ကျမ်းစာတွေမှာတော့ရေးထားတာတော့စိတ်ဝိညာဉ်ကတော့အားရှိတယ်ဒါပေမဲ့ကိုယ်မူကတော့အားနေတယ်ခန္ဓာကိုယ်ကတော့မလိုက်နိုင်ဘူးနော်စိတ်ကတော့ထက်သန်တယ်ဒီလိုမျိုးပဲကျွန်တော်တို့ကတစ်ခါလေကြာစိတ်အားထက်သန်တယ်ဒါပေမဲ့ခန္ဓာကိုယ်နွမ်းနေပြီးတော့မလိုက်နိုင်ဘူးပေါ့နော်သူသဖြင့်ကျွန်တော်တို့တက်ကြီးလာတဲ့ခါမှာအဲ့လိုပုံစံမျိုးတွေဖြစ်လာတော့ပေါ့အဲ့တော့အဓိကတော့ကျွန်တော်တို့မှာဘုရားသခင်ကသာကျွန်တော်တို့ကိုအားမပေးရင်ကျွန်တော်တို့မတတ်နိုင်ပါဘူးဘုရားသခင်ကသာကျွန်တော်တို့ကိုအခွင့်မပေးလို့ရှိရင်ကျွန်တော်တို့မတတ်နိုင်ပါဘူးဒါအတွက်ကြောင့်ကျွန်တော်တို့အတွက်ခွန်အားသစ်ကိုတော့ဘုရားသခင်ပဲပေးတယ်ကျွန်တော်မှငယ်ငယ်တော့ပိုလီဘောကစားတော့ခါနာတတ်တဲ့ဝေဒနာရှိဒါလေးကြရင်ကိုအလုံးလုံးချင်တဲ့ခါနာတာနဲ့တိတ်ပြီးတော့မလုံနိုင်ဘူးပေါ့ဒါပေမဲ့စူးစမ်းပြီးတော့လုပ်တယ်ပေါ့နော်ကိုဘုရားကျောင်းနဲ့ခန္ဓာနဲ့ဆက်ဆိုင်တဲ့ဟာတွေပေါ့ဘုရားရှင်ရှိရခွန်အားနဲ့ပဲဒီကမှာရေးရဲ့ကျောင်းရဲ့ဆိုခါနာတာတော့မှပင်နာရောက်သွားလည်းမသိဘူးပြီးတော့လုံနိုင်တာပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကိုအားသစ်ပေးနိုင်တာဘုရားရှင်ပဲဒါသခင်ရှုကိုယ်တော်ကိုင်းလေသူ့ကိုအားသစ်ပေးမဲ့ဘုရားရှိမှာပဲသူဆုတောင်းတယ်သူ့ရဲ့အလိုတိုင်းမဟုတ်ပါပေါ့ဘုရားသခင်အလိုတိုင်းတောင်းလျှောက်ပါတယ်ဘုရားကြောင့်ကျွန်တော်တို့ဟာစုံစမ်းနှုတ်ဆက်ခြင်းကိုတွန်းလှန်အောင်မြင်နိုင်ဖို့ရန်အတွက်ဆုတောင်းရမှာဖြစ်ပါတယ်ဒီနေ့လက်တွေ့ဘဝအသက်တာထဲမှာလည်းကြုံနေရတဲ့ခက်ခဲစုံစမ်းခြင်းတွေပေါ့နော်ဒါလေကိုတယောက်တည်းကအများကြီးလို့ထင်မယ်ဒါပေမဲ့ကိုပတ်ဝင်းကျင်ကိုကြည့်လိုက်တဲ့ခါကျတော့တော်တော်လေးကိုပေါ့နော်စုံစမ်းခြင်းတွေအများကြီးကိုကျွန်တော်တို့တွေ့မြင်နေရမှာဖြစ်ပါဘူးเนาะကျွန်တော်တို့နာမျက်စိတွေပြုလို့ရှိအဲဒါကြောင့်သူတို့အတွက်ကျွန်တော်တို့တွေကအများကြီးဆုတောင်းပေးဖို့လိုအပ်တယ်ဒါပေမဲ့ဘုရားရဲ့အလိုတော်ဘုရားရဲ့လက်တော်ထဲမှာပဲဖြစ်တယ်ဘုရားကကျွန်တော်တို့အတွက်အလိုရှိတယ်ဆိုရင်ကျွန်တော်တို့တမဟုတ်ချင်းကျွန်တော်တို့ဖြစ်ချင်တာတွေကိုနှိမ့်လာချီဘလောက်ပဲကျွန်တော်တို့တွေဆုတောင်းပေးနေပြီဘုရားခင်အလိုရှိရင်10မိနစ်10စက္ကန့်အတွင်းမှာကျွန်တော်တို့ရဲ့အသက်တာကိုပြုပြင်ပေးနိုင်တယ်ကောင်းကြီးပေးနိုင်တယ်ဒါကြောင့်အဓိကတော့ဒီနေ့စဉ်းစားဖို့အတွက်ကတော့ကျွန်တော်တို့အတွက်ဆုတောင်းခြင်းဟာဘုရားသခင်နဲ့လွယ်လွယ်ကူကူနဲ့တိုးဝင်ချင်းကပ်နိုင်ပြီးတော့ဘုရားကတော့ဆုတောင်းတဲ့ခါမှာဘုရားသခင်ရဲ့အလိုတော်ကိုဝန်ခံပြီးတော့ဆုတောင်းပူရန်တော်လို့ရဆိုတဲ့အကြောင်းလေးပဲဒီနေ့ညနေဒီမှာဟောပေးငါပါတယ်ကျေးဇူးတင်